Hello everyone, welcome back to my channel. Today I'd like to share with you how to speak like a native speaker. Do you want to sound like a native speaker? ဒီကနေ့မှာတော့ native speaker တွေလို့အင်္ဂလိပ်စကားကိုဘယ်လိုပြောရမလဲဆိုတာနဲ့ပတ်သက်ပြီး share လုပ်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးဆုံးဒီစာကြောင်းလေးကိုဖတ်ပြတာကိုနားထောင်ကြည့်နော်။ I get up at 7 o'clock. I brush my teeth and wash my face. Then I have breakfast at home. I get up at 7 o'clock. I brush my teeth and wash my face. Then I have breakfast at home. For me, second one is better. ဒုတိယတစ်ခုကပို့ပြီးတော့နားထောင်လို့ကောင်းတယ်ဟုတ်။အင်္ဂလိပ်လူမျိုးတွေကလည်းအဲ့လိုမျိုးပဲပြောလို့ရှိကြပါတယ်။စကားလုံးလေးတွေကိုဆက်ဆက်ပြီးတော့ပြောကြလို့ရှိတယ်။အဲ့ဒါကို linky sound လို့ခေါ်တယ်။ဘယ်လိုနားလည်ရမလဲဆိုလို့ရှိရင်အင်္ဂလိပ်စာမှာတရာ၅လုံးရှိတာကိုသိတယ်နော်။ A E I O U ဆိုတဲ့တရာ၅လုံးရှိတယ်။စကားလုံးတစ်လုံးကတရာ၅လုံးနဲ့တစ်လုံးနဲ့လည်းအစားပြုထားမယ်ဆိုလို့ရှိရင်သူ့ရှေ့မှာရှိတဲ့စကားလုံးရဲ့အတန်အတွက်ရဲ့နောက်ဆုံးအတန်လေးနဲ့ဆက်ပြီးတော့ဆိုပေးရပါတယ်။ For example, get up. UPF ဆိုတော့တရာ၅လုံးနဲ့က U နဲ့စထားတာရှေ့ရစကားလုံးရဲ့အတန်အတွက်က GET get ထိတန်နဲ့ဆုံးနဲ့ထပ်ဆင်နူတန်ပေါ့။အဲ့ဒီတော့နောက်က UPF နဲ့အဲ့ထပ်ဆင်နူတန်လေးနဲ့ဆက်ပြီးတော့ပေါင်းပြီးတော့ထွက်ပေးရမယ်။ Get up မဟုတ်တော့ဘူး get up get up. Okay, next one. I'm a student. ဒီမှာဆိုလို့ရှိရင်တရ A ဆိုတာကပါနေတယ်အဲ့တော့သူ့ရှေ့မှာရှိတဲ့ am နဲ့ပေါင်းပြီးတော့ထွက်ပေးရမယ် I am a မဟုတ်တော့ဘူး I'm a student ကျွန်တော်ကကျောင်းသားတစ်ယောက်ဖြစ်ပါတယ် Okay, next example. An apple. ဒီမှာဆိုလဲ apple ဆိုတာကကြတော့တရ၅လုံးနဲ့က A နဲ့စထားတာဖြစ်တဲ့အတွက်ကြောင့်ရှေ့က an နဲ့ဆက်ပြီးတော့ထွက်ပေးရမယ် An apple မဟုတ်တော့ဘူး An apple ဟုတ်ပါပြီဒါဆိုလို့ရှိရင် linky sound နဲ့ပတ်သက်ပြီးတော့နားလည်သွားပြီလို့ထင်ပါတယ်ဒါဆိုရင်ဗီဒီယိုအစမှာဖတ်ပြခဲ့တဲ့စာကြောင်းလေးကိုပြန်ပြီးတော့ရှင်းကြည့်ရအောင်နော် I get up at 7 o'clock ကျွန်တော်ကမနက်9နာရီမှာအိပ်ရာထားတယ်အဲ့ဒီမှာ get up at ဒီတောင်းလုံးမှာကြည့်လိုက် get up at လို့ဆိုသွားတာအဲ့ဒီမှာဆိုလို့ရှိရင်သုံးလုံးလုံးကတရရည်နဲ့စထားတာတွေကြီးပဲပေါ့နော်အဲဒါကြောင့် get up at လို့မဆိုတော့ဘူး get up at I get up at 7 o'clock ကျွန်တော်က9နာရီမှာအိပ်ရာထားတယ် I brush my teeth and wash my face ဒီမှာဆိုလို့ရှိရင် I brush my teeth and လို့မဆိုခဲ့ဘူး teeth and လို့ဆိုသွားတာ teeth and ဒီညမှာတခုကြုံလို့ပြောပြချင်တာက th နဲ့စတဲ့စကားလုံးပဲဖြစ်ဖြစ် th နဲ့စုံတဲ့စကားလုံးပဲဖြစ်ဖြစ်သူ့ကိုအတန်ထွက်ဆိုတဲ့အခါမှာတွားတစ်ခုကြာမှာရှာလေးကိုထည့်ပေးရပါတယ် teeth အဲ့မှာ teeth နဲ့နောက်က and and vowel နဲ့စတဲ့တရနဲ့စတဲ့စကားလုံးလေးနဲ့အတန်ပေါင်းပြီးတော့ထွက်ရမယ် teeth and အဲ့ဒီတော့ teeth and မဟုတ်တော့ဘူး teeth and ဖြစ်သွားပါတယ်ငါသွားတိုက်တယ်ပြီးတော့မျက်နှာတက်တယ်ပေါ့နော် Then I have breakfast at home Then I လို့ဆိုမသွားဘူး Then I လို့ဆိုသွားတယ်ခုနပြောပြီးသားပါ th နဲ့စတဲ့စကားလုံးတွေဆိုလို့ရှိရင်သွားတစ်ခုကြောင်ရှာလေးထည့်ပေးရတယ် Then I have breakfast မနက်စာစားတဲ့ဘယ်မှာလဲ at home အိမ်မှာစားတယ် Then I have breakfast at home အဲ့မှာဆိုလို့ရှိရင် breakfast at လို့ဆိုသွားတယ် breakfast at လို့ခွဲပြီးဆိုမသွားဘူးဘာလို့လဲဆိုတော့ at မှာတရ A နဲ့စတာလည်းဖြစ်တဲ့အတွက်ကြောင့်ရှေ့က breakfast နဲ့ကျွန်တော်တို့အတန်ပေါင်းပြီးတော့ဆိုပြရပါမယ် Then I have breakfast at home အဲ့ဒီနောက်တော့အိမ်မှာသူမနက်စာစားတယ်ပေါ့ဟုတ်ပါပြီဒါကတော့ native speaker ရေလို့အင်္ဂလိပ်စကားဘယ်လိုပြောရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့အခြေခံလေးကို share လုပ်ပေးခဲ့တာဖြစ်ပါတယ် Okay အခုလိုအင်္ဂလိပ်စကားပြောနေပတ်သက်တဲ့အကျိုးရှိတာလေးတွေကိုအများအား share လုပ်ပေးတော့မှာမို့ channel လေးကို like and subscribe လုပ်ခဲ့ပြီနော် See you later